အဲ့ကြတယ်ကဲနေဘူးလို့ယူရည်ဗျာဟာဘယ်ရောက်သွားလဲလူတော်ရှာလို့မတွေ့တော့လူဘိုင်းကိုလူချင်းနေတယ်ကျွန်တော်ကားသမားတွေနေပူထဲမှာသွားတယ်ဆိုတော့အပန်းဖြေအောင်နော်ချောညာโอ้မကားကြီးရလာပါကားရရောကားဝင်တိုက်နေတော့ကအဲ့လေတော့ကတော့